အားလုံးပဲမင်္ဂလာပါကျွန်တော်အခု Fiber IC circuit လေးတစ်ခုကျွန်တော်ဆွဲပြပေးပါမယ်ကျွန်တော်တို့မှာ VCC ပိုအားလို့ခေါ်တဲ့တွဲဖို့ supply လမ်းကြောင်းတစ်ခုရှိတယ်ဆိုပါစို့เนาะအဲ့ဒီကနေကျွန်တော်တို့ကเนาะလမ်းကြောင်းလေးတစ်ခုเนาะ ground ဆွဲချလိုက်ပါမယ်ဒါလေးကတော့ resistor လေးတွေရဲ့တင်ကြီးတာပါပြီးရင်ဒီမှာကျွန်တော်တို့ capacitor လေးတစ်လုံးတက်ပါမယ်နော်ဒီကြီးကအရင်ရုပ်ရှင်းတဲ့ circuit ပါအပေါင်းလမ်းကြောင်းနဲ့ ground လမ်းကြောင်းနဲ့ကြားမှာ R နဲ့ C နဲ့ပဲရှိပါတယ်အဲ့ဒီကြားတွေကနေကျွန်တော်တို့ကလမ်းကြောင်းတစ်ခုထုတ်ပါမယ်ဒီကြားတွေကနေခုကျွန်တော်လမ်းကြောင်းတစ်ခုထုတ်ပါမယ်ပြီးကျွန်တော် IC တွေကိုထည့်လိုက်ပါမယ်ဒီ resistor ကိုရဲ့ကြား point ရပင်နံပါတ်9ကိုချိန်ပါမယ်နော်ဒီ capacitor နဲ့ R နဲ့ကြားတဲ့ point ရပင်နံပါတ်2ကိုလည်းချိန်ပါမယ်ပင်နံပါတ်6ကိုလည်းချိန်ပါမယ်ပြီးရင်ဒီ IC ရဲ့ပင်နံပါတ်8ကိုကျွန်တော်တို့ VCC ပေးပါမယ်ပင်နံပါတ်4 reset ပင်ကိုလည်းပဲအလုံးမလုံးဖို့အတွက် reset မဖြစ်ဖို့အတွက်ကျွန်တော်တို့အပေါင်းပေးပါမယ်ပြီးရင်ကျွန်တော်တို့ပင်နံပါတ်1ကကျွန်တော်တို့ ground ချပါမယ်ဒီ IC မဆို ground ရဲ့အပေါင်းရဲ့ရမှာလို့မှာပါပြီးရင်ပင်နံပါတ်5ကိုကျွန်တော်တို့ကမသုံးမဲထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ကောင်းအောင်လို့ noise speeder လေးထည့်ထားပါတယ်ဒီကပဲစာလေးနဲ့ကျွန်တော်တို့ ground ချထားပါတယ် IC ရဲ့ပင်နံပါတ်3ကကျွန်တော်တို့ output ထွက်ပါတယ်နောက်ပင်နံပါတ်3ကနေပြီး output ကဘယ်လိုထွက်လဲဆိုလို့ရှိရင်ဒီလိုမျိုး wave လေးတွေထွက်ပါတယ်အဲ့လို wave လေးတွေထွက်ဖို့အတွက်เนาะအဲ့လို wave လေးထွက်ဖို့အတွက်ဒီ capacitor မှာကျွန်တော်တို့က charging သွင်းလိုက်เนาะဒီချက်ပြန်ထုတ်လိုက် charging သွင်းလိုက်ဒီချက်ပြန်ထုတ်လိုက် charging သွင်းလိုက်ဒီချက်ပြန်ထုတ်လိုက်နေเนาะကျွန်တော်တို့ကဒီ upper level ဒီเนาะ2 tab VCC ပေါ့เนาะ VCC ရဲ့3ပုံပုံ2ပုံဖြစ်ပြီးတော့မှဒီ lower level ဒီเนาะဒီ lower level ဒီ1 tab VCC ဖြစ်ပါတယ်ဒီနေ့အဖြစ်ပြောမယ်ဆိုလို့ရှိရင်12ဖို့ပေးထားတဲ့အချိန်မှာ2 tab VCC ဆိုတာကเนาะ10ဖို့ကိုပြောတာဖြစ်ပြီးတော့เนาะ lower VCC ဆိုတာကကြတော့4ဖို့ကိုပြောတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ capacitor မှာရှိတဲ့ဘိုးအားဒီအမြင့်ဆုံး10ဖို့ဖြစ်ပြီးတော့အနိမ့်ဆုံး4ဖို့ကြားမှာတက်လိုက်ကြလိုက်ဖြစ်နေပါမယ်။ဒီပုံလေးကိုတစ်ချက်လောက်ကြည့်ကြည့်ပါ။နော်ဒီပုံလေးမှာဆိုလို့ရှိရင်နော်ဒါလေးက capacitor ရဲ့ charging time ဖြစ်ပြီးတော့မှဒါကတော့ capacitor ရဲ့ discharge time ဖြစ်ပါတယ်။အဲ့တော့ charging သွင်းနေတဲ့ကာလတစ်လျှောက်လုံးမှာ IC အောက်ပေါ်မှာအပေါင်းထွက်ပြီးတော့မှ discharge ထုတ်နေတဲ့ကာလတစ်လျှောက်လုံးမှာ IC ရမှာအောက်ပေါ်မှာအနှုတ်ထွက်ပါတယ်။